သေးလားဘယ်နဲ့သေးမလဲ ဘယ်နဲ့တည်းရမှာလူပြလူ လူ ဟုတ်တယ် ဟုတ်တယ်အော်မေးပါလေရှေ့ရကောင်မသူ့နဲ့လူနဲ့ကျုပ်နေကိုထိုးခိုင်းလာလို့ဘာလဲသူလေးလို့ဘာလဲသူလေးလို့ကဲပါအဲ့ခင်ဗျမသိပါဘူးနားလည်းမသိပါဘူးကဲပါလေခင်ဗျပါလေတော့မင်းရမလို့တော့မင်းရမလို့လေခင်ဗျကျုပ်ကြည့်တယ်ကြားနေခင်ဗျကလည်းလုံနေချီပြီးတော့ တော့မင်းငါမလို့လေခင်ဗျားကြုံကြည့်နေကြတယ်လောက်ရချီဘာလုံးနေမှမသိ ဟုတ်ကဲ့ပါဒီတော့မင်းငါဟုတ်တယ်ဒီတော့လို့လေဒီနေ အင်းညာရော မလီဒါကမင်းတင်ကိုပြီဟုတ်ဒီခုန်နေတော့သွားကြတာပဲကမဒီတဲ့ခုန်နေဘာတော်လို့မလဲ စင်းညာကလည်းကျွန်တော်တော်ရသွားလို့ ဘာတော်လို့မလဲ ဟောဆိုင်ရှိရ ဘာလဲကျွန်တော်ပေါ်မလို့ စညွှန်းနေလာပြောင်း အဲ့ကူကျွန်တော်ပေါ်မလို့ ဆုံးတော့ကျွန်တော်ကောက်ပါလေအုပ်ကိုကျော်ဆုံးတယ် တော်တော်ဆုံးကြတယ်နော်တော်တော်သိကြတယ်နော် ဒီဒီကော တော်တော်ဆုံးကြတယ်နော် ပတ်ပတ်ပေး ဒီပါဟိုခမရကောင်မလေးရော မတန်းနေပါလေ အော်မလေးကတော့မတန်းနေပါကြမှာအဲ့ဒါပြောပါဖိတ်တိုင်လေးကြိုက်ပြီ ဖိတ်ဆိုင်လည်းရိုက်ပြီး နှစ်ဖက်မိပါရောတဘောတူပြီ သဘောတူတယ်ပေါ့ဗျာ နှစ်ဖက်မိပါလည်းသဘောတူတယ်အကြောင်းဒီကောင်မလေးကဘယ်လိုဖြစ်ပြောဖိတ်တိုင်ချက်ပြီးကမှသူ့ကိုခမရတက်သေးသွားတာလေမနိုင်ပြောရင်ကျွန်တော်မှမိမရှိရသူမသိဘူး ကျွန်တော်ကျွန်တော်ဘယ်လိုမရှိ အော်အမလေးရဲ့အဲ့ဆိုလည်းကောင်မလေးတော့ကိုမလေးလူဆိုလူကိုပြောလေဟာနော်ဒီရဲ့ကြီးကတက်တနာရှာလိုက်တာ ဘူးကြီးရတက်လာရှာလိုက်တာ ကျွန်တော်မရတော့လို့ဆိုပြီး ရတယ် သူ့ကိုအစိတ်တော့ စိတ်တော့ပြီး ဆွဲချိုးချသေးပါလေ ကျုပ်ကြားတယ် အစိတ်တော့ပြီးဆွဲချိုးချသေးပါလေ ဟုတ်တယ်လေဗျာ ဟိုတော့ကပဲ စိတ်တော့ရမတင်လို့လေကျုပ်ချပြီးပြေးသွားတယ် အော်အစိတ်တော့မသိလို့ဆွဲချိုးချသေးပါလားအော်အဲ့ဒါတန်းနေဟုတ်ပါပြီခမရသူ့ရှိကိုပါလို့